အားလုံးပဲမင်္ဂလာပါအမဆရာမင်းတွေကတပည့်ဆရာမထောင်းမော်ဝေကောတိုင်ရိုင်းမှဖြစ်ပါတယ်နာမဗုဒ္ဓတဲ့ရရတစ်ခုဖြစ်တဲ့အလွန်အစွမ်းထက်တဲ့အလွန်ထိရောက်တာမြန်စေတဲ့အကျိုးပေးမြန်တဲ့ရရနည်းကိုပြောပြပေးမှာဖြစ်ပါတယ်စာလုံးစလည်းဇာခွဲစားမှုဆွဲသာသလင်းကျိတ်ထောင်းအမွဲတိုင်းကောက်တိုင်းမုံနာကြီးတောင်ဝင်းမူထဆင်သူမအခေယာနဲ့ပေးထားတဲ့အစနာမည်နဲ့ပေးထားတဲ့သူတွေဟာတေဇောဆိုတဲ့သွေးစာသမားတွေဖြစ်ပါတယ်မိဓာတ်ကိုပူစားပြုတဲ့သူတွေဖြစ်ပါတယ်အာဘောဆိုတဲ့အမိဓာဒုက္ခပေးပြီဆိုတာနဲ့ဘေးဥပဒုက္ခကြီးကြီးမားမားကြုံတွေ့တာကျမ်းမာရေးညံ့တာအလုံးနေရာယာတို့တွေမှာထိခိုက်တာအလုံးမှာအခက်အခဲကြီးကြီးမားမားကြုံတွေ့တာဒီလိုမျိုးတွေကြုံတွေ့တတ်ပါတယ် DNA ကနေကာကွယ်ဖို့အတွက်ကောလီဆိုတဲ့ပထဝီဓာတ်နဲ့ရေတရားချေရမှာဖြစ်ပါတယ်မိမိရဲ့မွေးနေ့9:45မှာဘောဒီညောင်ပြီးချိန်ရဲမှာတဲအပြည့်20သို့မဟုတ်နှိုးစီမှုနဲ့ချိန်နဲ့တဲဘူး20ဘောဒီညောင်ပြီးချိန်ရဲမှာခင်းရမှာဖြစ်ပါတယ်မခင်းခင်မှာကောလီကာတာဖြစ်တဲ့ဘောဘောပါပါစာနီဆိုတဲ့ကာတာကိုစားရက်မှာရေးပြီးတော့အောက်ကနေခံပြီးတော့တဲကိုခင်းရမှာဖြစ်ပါတယ်ဒီရေတရားကိုပြုလုပ်မယ်ဆိုရင်တော့တေဇောဆိုတဲ့သွေးစာသမားတွေကံနေကောင်းလာစေမှာဖြစ်ပါတယ်ကျမ်းမာရေးကောင်းလာမယ်အလုပ်နေရာယာလူနေရာမှာခိုင်မြဲမယ်အလုပ်မှာထူးထူးခြားခြားကံကောင်းခြင်းတွေကိုရရှိစေမှာဖြစ်ပါတယ်2025မှာ9ရက်သားသမီးများအားလုံးလူဝင်ဆန္ဒတွေတလုံးတဝလည်းပြည်စုံနိုင်ကြပါစေ